တင်တိလားရမ်းပြည်နယ်မှာလူတီနဲပဲမဲ့အရန်လှပတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒါဟာမန်တုံမှာမန်တုံမြို့ကရှမ်းပြည်နယ်မြောက်ပိုင်းထဲမှာရှိပြီးတောင်တန်းတွေတောတောင်တွေဝင်းရံထားတဲ့အေးမြပြီးတာယာတဲ့ဒေသတစ်ခုပါဒီဒေသမှာပလောင်တအောင်ကချင်ရှမ်းစတဲ့လူမျိုးစုတွေနေထိုင်ကြပြီးယဉ်ကျေးမှုနဲ့ရိုးရာတွေကလည်းတကယ်ကိုထူးခြားပါတယ်မန်တုံဘက်မှာလက်ဖက်တောင်တန်းတွေတောင်တန်းလမ်းခီးတွေကလည်းအရန်လှပြီးမနက်ခင်းဆိုလူတွေကြာပြီးတပ်ပတဲ့မြင်ကွင်းတွေတွေ့ရတတ်ပါတယ်မြို့လေးကငြိမ်းချမ်းတိတ်ဆိတ်တဲ့အရသာရှိပြီးအမြန်မြို့မဟုတ်ပဲစိတ်အေးအေးနဲ့တည်လို့ရတဲ့မြို့လေးဆိုတာပုံမှန်ပါတယ်မန်တုံလိုမြို့လေးကမြန်မာနိုင်ငံရဲ့အလှတရားကိုပြသတဲ့ဒေသတစ်ခုပါမန်တုံမြို့ကိုတစ်ခေါက်လောက်သွားကြည့်ကြလား